မင်္ဂလာပါ88 trade ဆိုတာဘာလဲလို့မေးတဲ့သူတွေအတွက်ပေါ့နော်88 trade ဆိုတာ trading platform တစ်ခုပါကျွန်တော်တို့ forex trading မှာ MetaTrader 4တို့ MetaTrader 5တို့ပြီးရင်တခြားပေါ့နော် trading platform တွေအများကြီးရှိပါတယ်ဒီ88 trade ဆိုတာအဲ့လို trading platform တစ်ခုပါပဲဒါပေမဲ့88 trade ကကြဘာလဲဆိုတော့ binary option trading platform ပါ binary option ဆိုတာကကြတော့ဈေးနှုန်းအတက်အကျဒါပဲရှိပါတယ်သူက stop loss တွေ take profit တွေမရှိပါဘူးပြီးလို့ရှိရင်ကျွန်တော်ဒီကအပေါင်းလက္ခဏာလေးနဲ့ကိုကြိုက်တဲ့အတွဲကိုရွေးလိုက်ရုံပါပဲငွေကြေးအတွဲပေါ့နော် Euro USDT ဘာညာပေါ့Euro Japan Yen အဲ့ဒါရွေးလိုက်ပါတယ်ရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ဒီ graph မြင်းကိုမြင်းနဲ့ကြိုက်သလား candlestick နဲ့ကြိုက်သလား line နဲ့ကြိုက်သလားကြိုက်တာနဲ့ပုံဖော်လို့ရပါတယ်ကျွန်တော်ကတော့ candlestick နဲ့ကြိုက်တော့ candlestick ရွေးပါတယ်ပြီးလို့ရှိရင်အချိန်ကတော့9မိနစ်အတွင်းမှာပြမယ်အတက်ကြလေးပြပါဆိုပြီးတော့ပြောထားပါတယ်ပြီးရင်ဒီမှာလည်း9မိနစ်ရွေးပါတယ်ဒါက graph ပိုင်းဆိုင်ရာပေါ့နော်ပြီးရင်ကျန်တဲ့ moving average တွေ technique တွေကနောက်တခြားဗီဒီယိုတွေမှာပဲပြောပြပါမယ်အခုပြီးလို့ရှိရင်ဒီမှာကကျွန်တော်တို့ထည့်သွင်းမဲ့အမောက်ပေါ့နော်ကျွန်တော်ဈေးနှုန်းအတက်ကြပြောမဲ့အမောက်ပြီးလို့ရှိရင်အချိန်က9မိနစ်ပဲရွေးရမယ်ဒါမှမဟုတ်လေ10မိနစ်15မိနစ်ကြိုက်တာရွေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အမောက်ထည့်ပြီးသွားတာ ਨੇ တက်မယ်လို့ခံမှန်းရင် higher ကိုနှိပ်မယ်ကျမယ်လို့ခံမှန်းရင် lower ကိုနှိပ်မယ်ဒါပါပဲအဲ့တော့9မိနစ်အတွင်းမှာ9မိနစ်ပြည့်သွားတာ ਨੇ ကိုကတက်မယ်ဆိုပြီးတော့မှန်းထားလို့တက်သွားရင်အနိုင်ရပါမယ်ကျမယ်လို့မှန်းထားပြီးကျသွားရင်အနိုင်ရပါမယ်ဟုတ်ကဲ့အဲ့အတွက်ကိုအနိုင်အရှုံးကို88 trade platform သုံးပြီးတော့ trade နိုင်တယ်လို့ဈေးနှုန်းအတက်အကျကြိုသိနိုင်ဖို့အတွက်ကို 60AI ရဲ့ notification ကိုကြည့်ပြီးတော့88 trade မှာလာရောက်ပြီး trade နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်